ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဒီ Gmail account တွေကဘာ region လဲဆိုတာကိုအလွယ်တကူစစ်လို့ရတဲ့နည်းလေးပြပြပေးပါမယ်။စိတ်ဝင်စားရဆိုရင်ဆုံးဖြတ်ကြည့်ခဲ့ပြီပါ။အရင်ဆုံး Google Play Store ကိုဝင်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ညာဘက်အပေါ်ထောင်းက profile ပုံလေးကိုနှိပ်မယ်။ပြီးရင်အောက်ဆုံးမှာ setting ဆိုတာလေးကိုနှိပ်မယ်။ပြီးရင်ဒီ generally လေးကိုထပ်ပြီးတော့ဝင်ပါမယ်။ general ပေါ့နော်။ general ထပ်ဝင်ပါမယ်။ပြီးရင်တော့ account and device preference ဆိုတာကိုနှိပ်မယ်။ဒီမှာပေါ့နော် country and profile ဆိုတဲ့နေရာလေးမှာပြနေတာပါဒီအကောင့်လေးမှာတော့ဘာမှပြမနေဘူးဒါဆိုရင်ကျွန်တော်တို့မြန်မာ region လို့အကြမ်းမြင်ပုံမှန်လို့ရပါတယ်ကျွန်တော်နောက်တစ်ခေါက်ထပ်ပြပါမယ်နောက်တစ်ခေါက်မှာဆိုရင်ဒါကတော့ Japan region လေးပေါ့နော်ဒီ country and profile ဆိုမှာ Japan ဆိုတဲ့ပုံလေးနဲ့ဒီအပြာလေးမျိုးနော်အမှန်ကျပြာလေးပြနေဒါဆိုတော့ကျွန်တော်တို့ဒီ Gmail ကောက်မှာ Japan region ကောက်ရတယ်ဖြစ်ပါတယ် Gmail အကောင့်ပေါ့နော် Japan region ရအောင်ဘယ်လိုဖွင့်ရလဲဆိုတော့tutorial လေးတစ်ပုဒ်လေးလုပ်ပြီးသွားဖို့ရှိပါတယ်စိတ်ဝင်စားရဆိုရင် yes လို့ comment မှာမှတ်ခဲ့ပြီပါခုလိုမျိုးဤပညာနဲ့ပတ်သက်တဲ့ tips and tricks တွေကိုပုံမှန်တင်ဆက်ပေးမှဖြစ်လို့ကျွန်တော်ရဲ့အကောင့်ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဗျ။တော့အောင်ဖြိုးရမှာကျေးဇူးတင်ပါတယ်